ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ DNA Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမကတော့စာရေးသူစောင်းငွေဝေဖြစ်ပါတယ်ရှင်။အခုဖတ်ပြမယ့်ဝတ္ထုလေးကတော့ကျမကိုယ်တိုင်ရေးသားထားတဲ့ဒီလူနန်းသောအရိုင်းပန်းဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးမစတင်မီကျမတို့ရဲ့ DNA YouTube Channel လေးကို Like and Subscribe လုပ်ပေးရင်ဗီဒီယိုတစ်တင်တိုင်းမှာသိရှိနိုင်ရင်ဘေးနားက Notify Bell လေးကိုနှိပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်။နေမင်းကြီးကအနောက်ရတော့ဝင်လုံဆက်ဆက်ဖြစ်နေလေပြီ။ပဝင်းကျင်တစ်ခုလုံးကအနီရောင်ရင်မြင့်ကြီးကဲ့သို့ဖြစ်နေပြီ။တစ်ပင်တွေကလေယူသည့်အရက်တို့တရင်းရင်းရမ်းခါနေကြတယ်။တတော်ကြီးစိမ့်ညွန့်ညွန့်အုပ်ဆိုင်မှုကတချို့လာတွေကိုတော့မမောဝယ်ဆွဲညွတ်ယူနိုင်ပြီးအချို့ຢာတွေကိုတော့ကွန်ဝက်ပေးထားလေတယ်။ဒေါ်ဤမာယာမှာအင်မတန်ဆန်းပြားလာတယ်။ထိုဆန်းပြားသောဒေါနတ်ထဲတွင်လူလာရှက်တန်းကခြေလိမ်နေကြသူတွေကတော့ဦးအကားရီလူများပင်ဖြစ်လေတယ်။ဒုံများသားများကိုကိုင်ဆောင်ထားကြပြီးမျက်ခြေပြတ်သွားသောလူတစ်ယောက်ကိုအသက်အတန်ရှာဖွေနေကြလေတယ်။ဒီကောင်ဘယ်ကိုပျောက်သွားရလဲမသိဘူး။ငရဲကတောချမ်းတဲ့ကောင်လေကွာ။ဒီတော့သူအမဲလိုက်နေကြနေရဆိုတော့ဒီကောင်အလင်းမြန်လှူရှားနိုင်ပါပဲ။ငါတို့သာမျက်စိရှင်ရင်ထားပြီးလှူရှားကြမယ်။လူခွဲပြီးရှာကြမယ်။မင်းတို့ကဟိုဘက်ကိုသွားငါတို့ကရေကုန်ဘက်ကိုသွားမယ်။တတိထားကြနော်။ဒီဘက်ချမ်းမှာတောကောင်ထောင်တဲ့ထောင်ကျောက်တွေရှိတယ်။ရှော့အိုင်တစ်ခုအနားမှလူအုပ်ကြီးထွက်ခွာသွားကြသည်နဲ့ခဏမျှအကြာတွင်ရွှွနွန်တိုင်းမှာပုံအောင်နေသည့်အရာတစ်ခုကတဖြည်းဖြည်းနုံပြင်းပေါ်မှာပေါ်လာလေတယ်။ထိုလူကတော့တေချာပေါက်ငရဲပါပဲ။ရှော့အိုင်ထဲမှာခက်ခဲကြီးစွာပုံအောင်နေလိုက်ပြီးနောက်အနှဲငယ်ခေါင်းဖော်ကြည့်လိုက်တယ်။လူတွေမရှိတော့ဘူးဆိုတော့ဒါဟာအချက်ကောင်းပဲ။အိုင်ထဲကနေအပေါ်ကိုပြန်တက်လိုက်ပြီးချော်တစ်ခုထဲမှာဝတ်ထားခဲ့သောကင်မရာနဲ့ဆောင်ရွက်စာတမ်းတွေကိုသွားယူဖို့ကြံလိုက်တယ်။ခေါင်းစားချေဆုံးတကိုယ်လုံးမှာရွှွတွေဖုံးနေသည်မို့တကရိုးပင်ပေါက်ကလေးကိုမြေကြီးမှဆွဲနှုတ်လိုက်ပြီးမျက်နှာတွေနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပုတ်တက်ပစ်လိုက်တယ်။အနီးနားမှာရှိနေတဲ့လက်ထုတ်ကြီးပင်မှာအရွက်9ရွက်လောက်ကိုလည်းဆွဲခုလိုက်ပြီးဆောင်ရွက်စာတမ်းတွေနဲ့ကင်မရာကိုထုတ်ထားသည့်အိတ်ထုတ်ကိုလက်မရွှနေပိန်မသွားစေရန်တေချာအုပ်ပြီးကင်လိုက်တယ်။အစားကတော့မြို့မှာတက်ပြီးပြင်မဲ့ကားကြီးနဲ့လိုက်လာခဲ့မိတာမှာအနောက်ကနေဆိုင်ကယ်တွေနဲ့လိုက်လာတဲ့ကောင်တွေကိုတွေ့တာကြောင့်တွဲကအနောက်ကနေအသက်လူပြီးလမ်းဘေးနီးရာခြုံပုတ်ထဲကိုခုံဆင်းချလိုက်မိတယ်။ဟိုကောင်တွေကလည်းရက်မသွားပဲဆက်လိုက်လာလေတော့မိတော့အန်ဆက်ဆဲမှာဒီကောင်တွေဘလို့မှမထင်မှတ်ထားတဲ့နေရာမှာဝင်ပုန်းလိုက်နိုင်ခဲ့တယ်။အခုငါဘာဆက်လုပ်ရမလဲ။ဒီတော်တွေကနေအရင်ဆုံးရအောင်ထွက်ရမယ်။လူရိတ်ချီကိုအရင်ကြည့်လိုက်ပြီးကားလမ်းရှိမဲ့ဘက်အချမ်းကိုမျက်နှာမူကလှုပ်ရှားမှုကိုစတင်လိုက်တယ်။ဒီကောင်တွေကအရန်ဝေးကြီးကိုမရောက်နိုင်သေးတာမို့တေချာလေးလှုပ်ရှားမှဖြစ်မယ်။ဟာဟိုမငရဲလိုက်အသေးတက်ပြကြကွာလိုက်ကြကြွေးကြော်တဲ့မျိုးစုံပေးပြီးသူ့အနောက်မှာအသေးအကျေလိုက်နေကြသောလူတွေစုကြောင့်သူလည်းခြေကုံလက်ပန်းကျအောင်ပြေးနေမိတယ်။ပြေးနဲ့ဖက်တစ်ဖက်ကပဲကြွကြံနေခဲ့တယ်လည်းမသိတော့အောင်ပါပဲ။တော်ရဲမှာဆိုတဲ့အတိုင်းနင်းလိုက်မိတဲ့အရာတွေတိုင်းကတကိုင်းတရွက်ချောင်းနဲ့စူးညောင်းခလုတ်တွေသာဖြစ်နေတယ်။ခြေထောက်ကိုငုတ်ပနက်ခုစူးသွားမှလဲကြည့်နေဖို့အချိန်မရှိသလိုတကိုင်းတွေနဲ့ချစ်မိရှာမိလို့ဘယ်နေရာဒဏ်ရာရနေတယ်လဲဆိုတာလဲမခံမနိုင်တော့ဘူး။စက်ပြေးနေရင်လဲတော်တွင်းပိုင်းကိုပုံဝင်ရယုံသာရှိပြီးလူပင်မန်းရင်အနောက်ကနေလိုက်လို့မိသွားကြမှာသိကြတယ်။ဒီတော့သူလှုပ်ဖို့ကတလန်းပဲရှိတယ်။ဟာငရဲဟိုဘက်ချမ်းကိုပြေးသွားပြီလိုက်အနောက်မှာအတန်တွေကိုကြားရလေသူ့ခြေလမ်းတွေကပုံမြန်လေပါပဲလက်ထဲကတည့်ရွက်တွေနဲ့လုံးထားတဲ့အထုပ်ကိုပြင်းရင်းနဲ့တစ်ပင်တစ်ခုရဲ့ခြုံပုတ်ထဲကိုပစ်ချခဲ့လိုက်တယ်တောရဲ့အနောက်ဘက်သို့ကိုယ်ကပြေးနေမိလေတယ်ဒီတောရဲ့အနောက်ဘက်မှာကြောက်ကမ်းပါးတစ်ခုရှိပြီးထိုနေရာမှာပဲသူ့စွန်စားမှုကိုစတင်ရတော့မယ်ဒီကောင်ဘယ်ကိုပြေးနေတာလဲငါလည်းမသိဘူးလေကွာလိုက်မှသာလိုက်အနောက်မှလိုက်လာတော့လူတွေဟာငရဲဤပြေးလန်းအတိုင်းလိုက်နေကြရင်နဲ့သူတို့တွေးလိုက်ရသည်ကငရဲဟာကြောက်ကမ်းမအစွန်းကိုပြေးသွားပြီးတုံဆိုင်ခြင်းမရှိပဲခုန်ချလိုက်တော့ကြောင့်အားလုံးအော်တင်ကုန်ကြလေတယ်။အကောင်လုံးတယောက်မျက်နှာကိုတယောက်ကြည့်လိုက်ကြပြီးနောက်ကြောက်ကမ်းမအစွန်းသားတို့သွားကငုံကြည့်လိုက်ကြတယ်။ဟာဒီကောင်ယူသွားတာလား။တေးပြီလားမသိဘူး။ငါတုံးရဒီရောက်ကိုပြုတ်ကြမှာတော့သိရင်မသိရင်ကြေပြီပဲ။ငါတို့ဘလို့ပြန်ပြောကြမလဲ။တေးပြီလို့ပြန်ပြောလိုက်မယ်ကွာ။ပတ်စံရဖို့ကအရေးကြီးတယ်။ဒါပေမဲ့တကယ်သိတာဟုတ်ပါမလားကွာအလောင်းမှမတွေ့ရဘဲနဲ့ငါတို့ကတောင်အုပ်ကိုဆင်းပြီးအလောင်းကိုရှာကြမလားဟာ
နင့်မေကြီးတော့ကျောင်းဆင်းအောင်ပဲအချိန်လဲကြည့်လိုက်အောင်လေမုတ်ထုတ်တော့မဲကွာနောက်နေ့မှလာရှာကြမယ်ကွာသမီးတွေလည်းပါမလာကြပဲနဲ့အေးအဲ့ဆိုရင်တော့ကြမယ်ကွာမုတ်ထုတ်တော့မယ်တယောက်နဲ့တယောက်ပြောဆိုနေကြပြီးနောက်မင်းနဲ့ပိုင်းအတွင်းမှာတဲ့လူတွေအားလုံးထိုနေရာမှထွက်ခွာသွားကြလေတယ်ထိုစဉ်နေလုံးနေနေဟာအနောက်ရက်သို့ဝင်ရောက်ပြောက်ကွယ်သွားလေတယ်ပိုးကောင်ပိုးမွားတန်တွေနဲ့တောင်တရံကိုတိုက်ခတ်နေသောလေတိုးတန်တို့ကိုသာကြားနိုင်သောအခြေအနေတွင်ကြောက်ကမ်းမအပေါ်မှာရှော့ကျနေသောနွယ်ကျိုးတစ်ခုဟာစတင်လှုပ်ခတ်လာလေတယ်ကြောက်ကမ်းမနှင့်ခလန်းလန်းမှတပင်ကြီးပေါ်တွင်မှောင်ရိပ်ကိုခိုကအစာရှာထွက်ရန်ပြင်နေသောညာစည်းကွက်တစ်ကောင်၏မျက်လုံးတွေပါအယောင်တောက်လာပြီးထိုကြောက်ကမ်းပါသို့လှမ်းကြည့်လိုက်စင်မှာတော့မြေကြီးပေါ်သို့ကုတ်ချစ်လိုက်သောလက်တွေကိုအတိုင်းသားမြင်လိုက်ရလေတယ်အရန်ချမ်းနေသောကြောင့်ကွင်းဆောင်ထူကြီးကိုကိုမလွားခြုံထားပေမဲ့မျက်နှာပေါ်လာထိကပ်နေတဲ့အေးဆက်ဆက်ခံစားချက်ကြီးကြောင့်အိတ်နေရမှမျက်လုံးတွေကိုအသာဖွင့်ကြည့်လိုက်မိတယ်အခန်းထဲမှာမီးပိတ်ထားတာကြောင့်တခန်းလုံးမှောင်မဲနေပေမဲ့လာသာဆောင်ဘက်မှထွန်းနာသည့်မီးလင်းရောင်ကြောင့်ကျူလုံးရဲ့မျက်နှာကိုဘသူလာထိနေတယ်လဲဆိုတာတေချာမြင်နေရပါတယ်သူကတော့အခြားသူမဟုတ်ပဲကျူလုံးအရန်ကိုလေးစားအားကြရတဲ့အပြင်ချစ်ခင်ဆုံးမတ်နေသူလည်းဖြစ်တယ်ဒါပေမဲ့ဖေဖေကိုလှုပ်လိုက်တဲ့အပြုတ်မှုတွေကလူကြီးလူကောင်းမပြီးတော့ဘူးပြီးတော့အကျဉ်းနာတရားခေါင်းပါလို့နေအခုချိန်မှာကိုကြီးကိုဖြူလုံးဘယ်နည်းနဲ့မှအမြင်မကြည့်နိုင်ဘူးဖြူလုံးမင်းဘာလို့ကိုကိုအဲ့လိုကြည့်နေတာလဲကျမအဲ့လိုပဲကြည့်တတ်တယ်ဖြူလုံးငါမွေးရင်မင်းကငါသမီးလောက်ပဲရှိတယ်နော်ဘာကျမလဲတော်တော်မရိုင်းနေတယ်ဟုတ်လားဖြူလုံးကိုမျက်ထောက်နေကြီးနဲ့လာကြည့်ပြီးတအားអော်လိုက်တာကြောင့်ဖြူလုံးလည်းမျက်နှာကိုမဲလိုက်ပြီးကတင်မော်ကနေထထိုင်လိုက်တယ်ကိုကြီးကတော့မတ်တက်ရက်လျက်အနေအထားနဲ့လက်သေးကိုလည်းကြစ်ကြစ်ဆုပ်ထားရင်ဖြူလုံးကိုကြည့်နေလေရဲ့သူ့ရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုခဏခဏမြင်မှုပဲမဲ့ဒီတစ်ခါတော့အသေးအနာဆုံးပဲဖြူလုံးမင်းရဲ့အဲ့အကြည့်တွေကိုပြင်လို့ပြောနေရနော်သမီးကိုတော့လာပြောနေတယ်ကိုကြီးရောဘာလို့အဖေကိုအတကုံဆောင်တွန်းလိုက်ရတာလဲအဲ့ဒါအရင်ရိုက်တဲ့အပြုတ်မှုလို့မထင်ဘူးလားမင်းကောလာမဝေဖန်နဲ့မဝေဖန်စေချင်အခုဘာတွေလုပ်နေတယ်လဲပြောလေသမီးကဘာလို့အခန်းထဲမှာပိတ်ထားရတာလဲအဲ့ဒါကိုရှင်းလေအဖေနဲ့လည်းတွေ့ခွင့်မပေးဘူးဒီလိုမှန်းသာတဲ့အဖေအတင်းခေါ်နေတော့အမြန်လိုက်သွားလိုက်ပါတယ်သူမရဲ့နောက်ဆုံးစကားလုံးကသူဒေါသကိုပိုပြီးပြင်းထန်စေတာကြောင့်သူမရဲ့ပခုံးကိုလက်နှစ်ဖက်နဲ့ဖိညက်ခါသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ဆောင်ဆွဲပစ်လိုက်မိတယ်မင်းမဆက်ကနေငါစီကနေထွက်သွားမယ်ဆိုတဲ့စကားကိုဘယ်တော့မှမပြောနဲ့မင်းကငါလက်ထပ်ရမယ်မိန်းကလေးပဲမင်းရဲ့ကြံတဲ့ဘဝတစ်ခုလုံးမှာငါနဲ့ပဲအတူဖြတ်တန်းရမယ်မင်းရဲ့အဖေဆိုတာကိုလည်းမေ့ပစ်လိုက်ဘာလို့မေ့ပစ်ရမှာလဲမင်းကိုကြီးကသူ့ရင်ဘက်ကိုလက်နဲ့ပြန်ဆမ်းပြီးဖြူလုံးကိုဒေါသမျက်ဝန်းနေနဲ့ကြည့်လာတယ်ဖြူလုံးလည်းအဖေကိုမေ့ပစ်ရမယ်ဆိုတဲ့စကားကိုကြားတော့ချက်ချင်းတုံ့ပြန်လိုက်မိတာဟာကိုကြီးရဲ့ရင်ဘက်ကိုတွန်းထုတ်ပစ်လိုက်မိခြင်းပဲဟင်းကြီးရင်ဘက်ကကျဲသီးဖြုတ်ထားတဲ့နေရာကိုလက်ကန်းငုတ်တုံနဲ့ဘလို့ချစ်မိလိုက်မိမှမသိပါဘူးအသားဖြူတဲ့သူမို့ရင်ဘက်ကချက်ချင်းရဲတက်သွားတယ်ထိုတန်ရာကိုကြည့်ပြီးမျက်ရည်ဝမ်းမိပေမဲ့ကိုကြီးကိုမတနာမိဘူးဖြူလုံးကိုသူတိတ်အနိုင်ကျင့်တယ်အခုချိန်မှာသူ့ရဲ့ခင်းရောင်မျက်ဝန်းတွေကဘာဆွဲဆောင်မှုမှမရှိတော့သလိုသူ့ရဲ့ကော့ညွတ်နေတဲ့မျက်တောင်ထူထူကြီးတွေကလည်းညှို့ယူမဖမ်းစားနိုင်တော့ဘူးသူ့အတကတိတ်ကိုကြောက်စရာကောင်းတယ်လို့ပဲမြင်မိတယ်ဖိုင်အေကိုအဝေးပို့ပြီးသမီးကိုတော့လက်ထပ်မယ်တဲ့လူညံ့ညင်မရှိတဲ့ဒီစကားတိတ်ကြောက်စရာကောင်းတယ်ငါဒီမျိုးကနေပြန်ရင်မင်းလည်းလိုက်ခဲ့ရမယ်ပြင်သစ်ကိုရောက်တာနဲ့ကြောင်းတက်ဖို့အားလုံးလုပ်ပေးမယ်ကြောင်းပြီးတာနဲ့ငါနဲ့လက်ထပ်ရမယ်အဲ့ဟိုကောင်းလိုက်တာကျမကဘယ်တော့မှသဘောတူလိုက်လို့ဒီစိတ်ကူးတွေကိုကိုကြီးကကြိုတွေးထားရတာလေအခုချိန်မှာအဲ့ဒါတွေလုံးဝမသိချင်ဘူးကျမသိချင်တာအဖေပဲပါလေအဖေကိုဘာကြောင့်တွေ့ခွင့်မပေးတာလဲဒါပဲသိချင်တယ်ကောင်းပြီမင်းကမေးတော့ငါလည်းပြန်ဖြေမယ်မင်းဖေကငါခန်းထဲမှာတင်ထားတဲ့ဒဏ်ရာရီစာအုပ်ကိုခိုးပြီးငါကဝိပါဆိုတာကိုမင်းဦးလေးအက်ကောင်သွားပြောတယ်ပြီးတော့ငါသိရင်ပြဿနာတက်မှာကိုသိလို့မင်းကိုခေါ်ပြီးဒီကနေထွက်သွားဖို့လုပ်တာမင်းသိလားငါအဖေတည်ရတဲ့အဓိကတရားခံကမင်းရဲ့အဖေပဲငါအဖေကိုဦးအကားစီလှုပ်ပြီးအသက်ခံရအောင်လုပ်လိုက်တာမင်းအဖေကွမင်းရဲ့မျက်နှာကြောင့်ငါတို့ကိုလှုပ်ပေးထားခဲ့တာအခုတော့မရတော့ဘူးငါရဲ့ရန်သူစင်းမှာမင်းအဖေကနံပါတ်3ပဲကိုကြီးရဲ့ဒဏ်ရာရီစာအုပ်ကိုဖတ်ခဲ့ဘူးတော့ဒီ
ဒီအကြောင်းတွေကိုအနေချင်းသိထားပေမဲ့အဖေတို့ကဒီလောက်အထိလှုပ်ထားခဲ့မယ်လို့မထင်ထားခဲ့မိဘူးဒါပေမဲ့ကလေးစားချင်မှုလည်းတကယ်ကြီးအကောင့်ထဲပေါ်လိုက်မယ်လို့မထင်မိခဲ့ရောအမှန်ပါအဖေကိုဘာလုပ်လိုက်ပြီလဲဘာမှတော့မလုပ်ရသေးဘူးဒါပေမဲ့ငါအဖေခံစားခဲ့ရတဲ့နာကျင်မှုမျိုးသူပြန်ခံစားရလိမ့်မယ်ဖြူလုံးရဲ့မျက်ဝန်းထဲမှာရွက်ခုနေတာကြာပြီးဖြစ်တော့မျက်ရည်စတွေဟာဘာပြင်ပေါ်သို့အလိုလိုလိမ့်စီးကျလာလေတယ်အဖေအချောင်းကိုစဉ်းစားမိလိုက်တဲ့အချိန်တိုင်းစိတ်လှုပ်ရှားလုံးပြီးရင်ထဲမှာအသက်ရှူတာမမှန်ကျင်တော့လောက်အောင်ပါပဲကျေးဇူးပြုပြီးအဖေကိုတတ်ညပေးပါကျမတောင်းပန်ပါတယ်အဖေကအသက်ကြီးပါပြီအဖေကိုဒုက္ခမပေးပါနဲ့ရှင်ဒုထောက်ပြီးတောင်းပန်ဆိုရင်တောင်းပန်ပါမယ်ဖြူလုံးမင်းဘာလုပ်နေရလဲဒုထောက်ပြီးတောင်းပန်နေသည့်သူမရဲ့လက်မောင်းကနေတစ်ဆင့်ဆွဲမပြီးမထူလိုက်ကသူ့ရင်ခွင်ထဲတွင်တင်းကျပ်နေအောင်ပွေ့ဖက်ထားလိုက်မိတယ်ရှိုက်တန်တဲ့အတူသူမရဲ့ခန္ဓာကိုယ်လေးတုန်တက်သွားတာကိုလည်းခံစားသိရှိလိုက်ပါတယ်ညအချိန်ဖြစ်၍အေးတက်ပူလာသလိုအခန်းထဲမှာအမောင်တူးကလည်းအုပ်ဆိုးထားပေမဲ့လာသာဆောင်ကအလင်းရောင်လေးဟာသူမရဲ့ဝမ်းနည်းမှုကိုထင်ထင်ရှားရှားမြင်နေရစေပါတယ်သူမရဲ့ကြောပြင်ပေါ်မှာလက်တွေကိုစုံကြီးဆန်ကြီးရွေရှားနေမိပေမဲ့ဒီဝမ်းနည်းမှုတွေကိုဖြည့်သိမ့်မပေးခြင်းဘူးဖြူလုံးကိုကိုကြီးတိတ်ချစ်တယ်ကိစ္စတွေအားလုံးပြီးသွားတာနဲ့ကိုလက်ထပ်ပါနော်ဖြူလုံးရောကိုကြီးကိုချစ်တယ်မဟုတ်လားသမီးကတော့ကိုကြီးကိုလက်မထပ်နိုင်ဘူးသမီးချစ်တဲ့အချစ်ကအကိုတယောက်တည်းမပို့ဘူးဖေနဲ့သမီးကိုလှုပ်ပေးပါနော်သူကြားလိုက်ရတဲ့စကားကြောင့်သူမရဲ့လက်မောင်းနှစ်ဖက်ကိုဆွဲကင်ပြီးသူ့ရင်ခွင်ထဲကနေဆွဲထုတ်လိုက်တော့ခစိမ့်စိမ့်စိုက်ကြည့်လာတဲ့သူမရဲ့အကြည့်တွေဒီအကြည့်တွေနဲ့သူမကြည့်ခဲ့ဘူးတာစပယ်ပန်းတွေနဲ့ကိုကျော်ကိုပေါက်လိုက်တဲ့ညကပဲမင်းကတော့အဲ့လိုမကြည့်နဲ့ကြည့်ပါပဲဒီခန်းထဲကနေမလွတ်ဖေးမချင်းဒီအကြည့်မျိုးနဲ့ပဲကြည့်နေမှာရှင့်ကကျွန်မအထင်ကြီးခဲ့တာတွေအားလုံးကအလကားပဲရှင့်ရဲ့အခုလက်ရှိအခြေအနေမကျင့်တတ်သေးဘူးလားရှင့်မအရာအားလုံးပြည့်စုံနေပြီပဲကလစားချေတယ်ဆိုတာလူကြီးလူကောင်းတွေအလုံးမဟုတ်ဘူးမင်းကဘာသိလို့ငါ့ကိုဒီလိုလာချိုးဖက်နေတာလဲဟမ်မင်းကဘာသိလို့လဲသူရဲ့အော်ထဲလိုက်တဲ့အတန်ကြီးကခန္ဓာကိုယ်တစ်ခုလုံးတုန်တက်သွားသည့်အထိတုန်လှုပ်သွားစေတဲ့အပြင်ရှေ့တိုးလာတဲ့သူ့ခြေလမ်းတွေကြောင့်အနောက်သို့အလိုလျောက်ခြေလမ်းနေမိပြန်တယ်ငါအဖေတယောက်လုံးဓာတ်ထုတ်ခံရပြီးလူသက်တရခန္ဓာမပေါ်ပဲဒီအတိုင်းသေပေးခဲ့ရတာကိုငါကလေးစားပြန်မချရဘူးတဲ့လားငါအိမ်တစ်ခုလုံးမီးလောင်နေတော့ရင်နာနာနဲ့ငါကြိတ်နေခဲ့ရတယ်ငါခန္ဓာကိုယ်တစ်ခုလုံးကိုတန်ရအနာကျဖြစ်အောင်လုပ်ခဲ့ကြတယ်ငါပြန်မတုတ်ပြန်တော့ဘူးလားရှစ်တိုးမလာနဲ့နော်အနောက်ကကရင်ကြီးနဲ့ခြေထောက်ကပြန်တိုက်မိပြီးကရင်ပေါ်ထိုင်လျက်ကျသွားတဲ့အချိန်မှာအပေါ်ကနေအုံမိုးလိုက်တဲ့သူကြောင့်ကရင်ကြီးကအိတ်ကျသွားပြီးကရင်ပေါ်ကိုပတ်လက်လှန်လျက်လဲကျသွားလိမ့်တယ်အစားကကြောက်တဲ့အရှိန်နဲ့မို့ညာလက်နဲ့မျက်လုံးကိုအုပ်ထားပြီးခေါင်းကိုဆောင်းလိုက်မိပေမဲ့မျက်လုံးပေါ်ကလက်ကိုဖယ်လိုက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မဲပြုံးကြီးကြောင့်စိတ်လှုပ်ရှားမှုတွေပြင်းထန်လာပြီးကြောက်စိတ်တွေသာကြီးဆိုးလာတယ်။သူ့ရင်ဘတ်ကိုအားနဲ့ဆောင်းတွန်းလိုက်မိပေမဲ့ပြီးရစိတ်ကစနစ်ယူစနာရှိတဲ့ကြောက်တုံးကြီးကိုတွန်းနေရတယ်လို့ပါပဲ။မတက်နိုင်တဲ့အဆုံးမှာဖြူလုံးမျက်ရည်ဝဲလာမိတယ်။မဲလဲမဲဖေနဲ့တူတူပဲနော်။ဇာတီးဆိုတာတကယ်ကိုပြောင်းလဲလို့မရတာပဲ။ငါမင်းကိုအများကြီးကာကွယ်ပေးခဲ့တယ်။ငါဘဝမှာတစ်ခါမှမလုပ်ခဲ့ဘူးရဲ့။လုံညံ့တဲ့အပြုတ်မှုတွေနဲ့အတက်နိုင်ဆုံးမင်းပုံဆက်ဆံပေးခဲ့တယ်။နောက်ဆုံးတော့မင်းရဲ့အဖေဘက်ကနေပဲမှားမှန်သိလျက်နဲ့ရက်တည်နေတယ်။မင်းကငါ့ရဲ့မြတ်တာနဲ့မတန်ဘူး။မင်းပုံနူးညံ့ပေးတဲ့အပြုတ်မှုတွေထက်ကြမ်းကြုတ်မှုတွေကိုပဲမြင်တယ်။အဲ့တော့ငါမင်းပုံဘာနူးညံ့ပေးနေစရာမှအကြောင်းမရှိတော့ဘူး။သူ့ရဲ့စကားအဆုံးမှာမျက်နှာကိုမွေ့ရနဲ့ဖိကပ်ပြီးလေးဆောင်ထားနေမိရမှဘာဘောကိုအတင်းတိုးဝေးလာတဲ့အထီးတွေတစ်ခုကြောင့်ခြေတွေလက်တွေကိုအတင်းရုံးကန်ပစ်လိုက်မိတယ်။ဖြူလုံးရဲ့လက်တွေကသူ့ရင်ဘတ်ကိုဖိထုနေနဲ့ရတဲ့အဆုံးမှာသူ့မျက်နှာကိုပါကုတ်ချစ်ဖြစ်မိတော့တယ်။သူနာသွားတော့ဖြူလုံးကိုကြောက်စရာကောင်းစွာပြန်ကြည့်လာတယ်။သူ့ရဲ့ယွန်စရာလုံးရဲ့ကြီးကိုတော့ရက်မဖြစ်လိုက်ပဲလက်တွေကိုဖမ်းချုပ်လိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ကလူကိုလှုပ်ဖို့အာရုံသွားစေတယ်။ဖြူလုံးပိုယုံလေလက်ပင်သားပေါ်မှာစိုးနစ်တဲ့ဒဏ်ရာတွေကပုံများလေပဲထင်ပါရဲ့။သူကဖြူလုံးကိုတန်ခတ်နေတာပဲ။စိမ့်သက်တဲ့အထီးတွေတစ်ခုကဖြူလုံးကိုအယမ်းထိတ်လန့်နေစေပြီးဖြူလုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းကြောက်လန့်မှုအတိနဲ့တုန်လှုပ်နေမိတယ်။တတိလစ်မသွားအောင်စိတ်ကိုမနှဲစူးစီးနေရတယ်။
မျက်ရည်တွေကတော့မှုရတဲ့ကိုဘယ်နှဆန်းမှမကြီးတွက်နိုင်အောင်မျက်ဝင်သွားကြပါတယ်ရုံးနေမိတဲ့အကြောအာယုံတွေအားလုံးရက်တက်လိုက်မိတဲ့အချိန်မှာတော့သူကဖြူလုံးကိုပြန်ကြည့်လာတယ်ဖြူလုံးလည်းသူ့ကိုပြန်ကြည့်လိုက်ပေမဲ့ခံစားချက်ပါမနေတော့ဖြူလုံးသူ့ကိုမုန်းနေတာလားဆိုတော့မဟုတ်ဘူးဖြူလုံးသူ့ကိုကြောက်လန့်နေမိတာချစ်သေးရဲ့လားဆိုရင်တော့ဖြူလုံးပိုပြီးဝေခွဲမရတော့ဘူးဘာလို့ငြိမ်သွားတာလဲဖြူလုံးသူ့ရဲ့ခင်းအောင်မျက်ဝန်းတွေကိုအသေးအချာကြည့်လိုက်ပြီးစိတ်ပြက်စရာအပြုံးတစ်ခုဖန်ဆင်းလိုက်မိပါပြီကျမပုံတစ်ချိန်လုံးကောင်းပေးခဲ့တာဒီလိုခွင့်ရယူဖို့လားဝဲတက်လာတဲ့သူမရဲ့မျက်ရည်စားတွေကိုမတုပ်ပေးမိဘူးဒါပေမဲ့စိတ်လိုက်မှန်ပါလုံးလိုက်မိတဲ့သူမရဲ့လက်ဘေးမှာအညိုကွက်တွေကိုပြန်ကြည့်လိုက်မိတော့သူမရဲ့လက်တွေကိုချုပ်ထားမိရမှချက်ချင်းလွှတ်ပေးလိုက်မိသလိုကတင်ပေါ်မှာအမြန်ပြန်ဆင်းလိုက်မိတယ်သူမကပြုတ်သွားတဲ့ကျဲသီးတွေပြန်တက်ပြီးအင်းကြီးကိုအသာပြန်စီရင်မျက်နှာလွှဲသွားလေတယ်ဖြူလုံးကောက်အရန်မုန်းသွားပြီလားငါဘာလို့ဒီလိုလှုပ်လိုက်မိတာလဲမျက်နှာချွေးတွေကိုတတ်ချလိုက်ပြီးအန်ကိုခက်တင်းတင်းပြီးချိတ်လိုက်မိတယ်သူမရဲ့အဖေအဖြစ်တွေကိုဘာမဆိုင်တဲ့ကလေးပေါ်မှာပုံချနေမိပြီသူမအသက်18နှစ်ပဲရှိသေးတာကိုမေ့သွားပြီကလေးတယောက်ပြောတဲ့စကားတွေကိုလိုက်ခံစားမိသွားခဲ့တယ်ဖြူလုံးကိုကြီးတောင်းပန်ပါတယ်နောက်ဒီလိုမဖြစ်စေရပါဘူးခက်မြင်မြန်ပဲအခန်းထဲကထွက်လာလိုက်ပြီးတကားကိုပြန်ပိတ်ပစ်လိုက်မိတယ်အခန်းပြင်ဘက်မှာတော့ဦးလူထိန်နဲ့ဒေါ်နှင်းမြတ်ကစိုးရင်သည့်မျက်နှာတွေနဲ့သူ့ကိုကြည့်လာကြတယ်ခင်ဗျားတို့ကဘယ်လိုလုပ်ပြီးရောက်လာကြတာလဲဒေါ်နှင်းမြတ်လည်းဦးလူထိန်ရဲ့မျက်နှာကိုပြန်ကြည့်လိုက်ပြီးနောက်နှစ်ယောက်သားမျက်နှာရိပ်ပြနေကြလေတယ်မင်းနေတယ်လေဘာလို့ပြန်မဖြေကြရလဲဟိုကျမကတော့အော်တန်ကြားလို့ရောက်လာတာပါဆရာအဆောက်အဦကမျက်နှာချက်အမြင်ကြီးတွေနဲ့ဆောက်ထားတာတော့အပေါ်ထက်ကအော်တန်ကအောက်ထက်ကကြားနေရတယ်ဆိုတော့ငါတော်တော်ကြမ်းသွားတာပဲတပြင်းမောကြီးတစ်ခုကိုသာချလိုက်မိလေတယ်လက်ထပ်ဖို့ကိစ္စတွေပါလောကြီးပြီးပြောလိုက်မိတဲ့ကိုလည်းအံ့ဩနေမိတယ်ဦးလို့ထင်ရအောင်ဘာကိစ္စရှိလို့ဒီကိုရောက်လာတာလဲဆရာငရဲရောက်နေပြီဗျာတကယ်လားဟုတ်ကဲ့ဒါပေမဲ့သူတန်ရရလာတယ်ဘာပြောမနေနဲ့ဗျာသူရှိတဲ့အခန်းကိုသာလိုက်ပြဦးလူထိန်ကအရှိမဦးဆောင်ခေါ်လာရင်းနဲ့ငရဲနားနေသည့်အခန်းရှိမှမတ်တက်ရက်လိုက်ပြီးတကားကိုဖွင့်လိုက်တယ်ဆိုရင်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သူအယမ်းကိုထိတ်လန့်သွားမိတယ်ထိုင်ကုန်မှာထိုင်နေသည့်ငရဲဤခြေဝါးမှသွေးတွေတဆက်ဆက်စီးကျနေပြီးကျမ်းမြေမှာမြင်မကောင်းလောက်အောင်ဖြစ်နေလေတယ်ဘေးနားမှာလည်းအိမ်ကူမျိုးသမီးနှစ်ယောက်ရှိနေပြီးကျမ်းမြေမှာသွေးတွေကိုတုပ်နေကြလေတယ်ငရဲစီသူသူအမြန်ပြေးသွားလိုက်တယ်မင်းဘလို့ဖြစ်လာတာလဲဒီလောက်ထိသွေးထက်တန်ရုံဖြစ်အောင်ဟိုလိုကြီးလောက်လိုက်တာလားငရဲခမအရန်နာနေတယ်ထင်ပါရဲ့ပြန်ပြေဖို့အရင်လက်ပင်အကျော်တွေထောင်တက်လာသည့်အထိနာကျင်မှုကိုအန်တူရင်းနဲ့ဒေဝကိုပြန်ကြည့်လာလေတယ်ဦးအကဘလို့ရိမ့်မိသွားလဲမသိဘူးသူ့လူတွေငါးနောက်ကိုလိုက်ခိုင်းကြတာငါလည်းတော်တဲ့ဝင်ပြေးနဲ့ဖက်နဲ့ကျွတ်ပြီးခြေထောက်တွေမှာငုံဆူးတော့တာပဲပြီးတော့ငါပြားဖို့ဘူးတဲ့တောင်အောက်မှာကမ်းမအသေးလေးရှိတာကိုသိလို့အောက်ကိုခုန်ချလိုက်ပြီးတောင်တန်းမှာကတ်နေလိုက်တာလူတွေပြန်ထွက်သွားတော့မှလက်ကျိုးကိုပြန်တွေ့တက်လာခဲ့တာငါသေးကမပါသေးလို့ထင်ပါရဲ့ကွာကံကောင်းတာအဲ့တော့မှငါတောဝက်ထောင်နေကြကွာကားလမ်းပေါ်ပြန်ရောက်တော့ပန်းကောင်ဒေါနာတီလမ်းလျှောက်လိုက်ရတယ်ကံကောင်းလို့ကားကြုံတွေ့ပြီးမင်းတို့လမ်းထိပ်တီရောက်လာခဲ့တာပဲပြောလဲပြောအနာကလည်းတစ်စစ်စစ်နာလာသည်မို့တအားអော်လိုက်မိတယ်အတဲကငုတ်တွေဆွဲနှုတ်ရင်သွေးပိုထွက်မှစိုးရင်လို့မနှုတ်ရကနေပိုပြီးနားလာလေတယ်မင်းကငါဆေးရုံလိုက်ပို့ပြီးမယ်ငါကြောပေါ်တက်ငရဲဘက်ကိုကြောပေးပြီးထိုင်ချလိုက်သည့်ဒီဝါရဲ့အပြုတ်မှုကြောင့်ဘေးနာကအထုပ်ကိုလှမ်းယူပြီးကြောပြင်ပေါ်ကိုခောက်ဖွားဖွားထုပစ်လိုက်တယ်အဲ့ဒါဘာကြီးလဲဒီဝါလည်းအနောက်ကိုပြန်လှည့်ကြည့်လိုက်တော့သူ့မျက်နှာအနားကိုလာထိနေသည့်အထုပ်ကြီးငရဲရဲ့မျက်နှာကိုကြည့်လိုက်ပြီးတော့မချိုးမချင်းမျက်နှာဘေးနဲ့ရခုံးတစ်ဖက်တွန်းပြလာပြီးရေပြလာတယ်မင်းတို့လက်ဆောင်မင်းကိုဆေးရင်လိုက်မပို့နဲ့တော့မင်းရဲ့ driver ပဲပို့ပါစေမင်းလိုချင်တဲ့တက်တဲ့တွေကိုငါပေးလိုက်ပြီဘယ်လိုဆက်လုပ်မလဲဆိုတာတော့မင်းကိုယ်တိုင်ဆုံးဖြတ်ပေါ့ဦးလူထိန်ကျွန်တော်ကိုကူတွဲပါအောင်ဗျာငရဲကဦးလူထိန်ရဲ့ပခုံးကိုဖတ်ပြီးအခန်းထဲမှာထွက်သွားလေတယ်ဒေဝလည်းကိုအခန်းသို့ကိုပြန်ပြီးစားရဲစားတဲ့တစ်ခုချင်းစီကိုတေချာလှန်ကြည့်လိုက်ပြီးနောက်ကင်မရာကိုလည်းဖွင့်ကြည့်လိုက်တယ်အချိန်အတော်ကြာအောင်ထိသူကြည့်နေမိပြီးနောက်ဘဝမှာပထမဦးဆုံးသောကျင်းတဲ့သည့်အပြုံးတစ်ခုကိုပြုံးလိုက်မိသည်စ
စိတ်ထဲမှာကြွေးကြော်နေပြီးတော့စကားတစ်ခွန်းကတော့ဦးအက်ကခမည်းအလှဲ့ပေါ့ချက်ချင်းပဲအထုပ်ဘိုးတွေပြင်လိုက်ပြီးနောက်နိုင်ကိုတစ်ချက်ကြည့်လိုက်တယ်အချိန်ကည2 နာရီထိုးနေပြီ4 နာရီထိုးရင်ခီးစားထွက်ဖို့စဉ်းစားထားလိုက်တယ်ကတင်မော်တို့ခဏတက်ခါနိုင်ကိုနှိုးဆက်ပေးလိုက်ပြီးဘဝမှာအပျော်ရှင်ဆုံးခံစားချက်တစ်ရက်နဲ့တူအိတ်ချပြစ်လိုက်မိတယ်နှိုးဆက်မှအတန်မီတဲ့နဲ့ချက်ချင်းထမျက်နှာတစ်သွားတိုက်ပြီးရေပါအမြန်ချိုးလိုက်တယ်ခေါင်းမလျှော်ပေမဲ့ခေါင်းတွေပါရေတခါတည်းစွတ်ပြစ်လိုက်တယ်ခေါင်းကိုအမြန်တော့အဝတ်အစားအမြန်လဲပြီးခီးဆောင်အိမ်နဲ့စားရဲစားတန်းတွေကိုယူကအခန်းထဲမှထွက်လာလိုက်တယ်ဖြူလုံးရဲ့အခန်းရှိမှဖျက်ရှောက်ပြီးတော့စိတ်ထဲမှာသူမကိုအယမ်းနှုတ်ဆက်ချင်နေမိတယ်ခီးဆောင်အိတ်ကိုသူမရဲ့အခန်းရှိမှချထားခဲ့လိုက်ပြီးကိုခန်းထဲမှာတင်ထားတဲ့တော့ဘူးတစ်ခုကိုတွားယူလိုက်တယ်တစ်ဖက်တွင်တော့အိမ်မောကျနေမိသောဖြူလုံးဟာသူမရဲ့နှဖူးကိုလာကင်သည့်အေးဆက်တဲ့အထီးအထွေးနဲ့တူဘားပြင်ပေါ်ကိုကျလာတဲ့မျက်ရည်နှစ်ဆက်ကြောင့်အိမ်ယာမှာနိုးသွားမိပေမဲ့နှလုံးမဖွင့်ပြီးအိတ်ချင်အောင်သာဆောင်းနေလိုက်တယ်ထိုစဉ်သူမရဲ့ဘားပြင်ကိုလာထိကပ်သည့်အနက်ပွင့်နဲ့အတူလိုညင်သောစကားသံလေးကိုကြားပြအောင်ကြားလိုက်ရပါတယ်လေးရက်နောက်နေပြီးကိုကြီးပြန်လာခဲ့မယ်ကိုမှားခဲ့တာတွေအတွက်လည်းဖြူလုံးစိတ်ကျဉ်တဲ့အထိတောင်းပန်ပါမယ်ဘယ်လင်မမာနဲ့နေခဲ့နော်ဖြူလုံးသာကိုဘေးနားနေထွက်သွားရင်ကိုရဲ့တန်ရာပုံနှက်နေလိမ့်မယ်ကိုမနာကျင်မရစေနဲ့ချစ်တဲ့ကလေးအခန်းတကာပိတ်တန်ကြားတော့မှဖြူလုံးလည်းအိပ်ရာဘောကနေထထိုင်လိုက်တယ်ညဝန်းထဲမှာဝေဝဲလာတဲ့မျက်ရည်တွေကိုပါဘားပြင်တီအရောက်မခံပဲခဏခဏတုတ်ပြစ်နေမိတယ်ဖြူလုံးလည်းချစ်ပါတယ်ဒါပေမဲ့တစ်သက်လုံးဒီစကားကိုပြောပြတော့မှမထင်ဘူးကိုကြီးကိုဖြူလုံးကြောက်နေမိပြီကိုကြီးရဲ့ဘီနာမှာနေခွင့်ရရင်တော့ပျော်နိုင်မှာတော့မလားဖြူလုံးဒီခန်းထဲမှာပိတ်ခံနေရတာ2 ရက်တောင်ပြေးသွားခဲ့ပြီစားလည်းဒီအခန်းထဲမှာပဲစားချက်တော့လည်းဒီအခန်းထဲမှာပဲတငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်မရတယ်လို့အခန်းထဲကိုထမင်းလာလာပို့ပေးကြတဲ့လူတွေကလည်းဂျိုင်လေးသာခုံမော်တင်ပေးသွားခဲ့ကြတယ်ဘာစကားမှလည်းပြောမသွားကြဘူးဒီကြံမှုတွေတိုးလာတိုင်းစာကိုပဲဖိကျက်နေမိတယ်တခါတလေတော့လည်းစကားပြောဖို့လေးတော့ရချင်မိပါရဲ့ဘာသာဆောင်မှထွက်ပြီးတင်ချာတွက်နေမိတာကြောင့်ငှက်တန်လေးတွေကိုကြားလိုက်ရလို့လှမ်းကြည့်လိုက်ပြီးတော့ဘာသာဆောင်ရဲ့အနီးလေးကအုံးပင်ကြီးပေါ်မှာငှက်တိုက်ကလေးတစ်ခုကိုတွေ့လိုက်မိတယ်ငှက်တိုက်ထဲကနေငှက်ကလေးတစ်ကောင်ကကောင်းငင်မို့ပြန်တက်သွားတော့ဖြူလုံးပြုံးလိုက်မိတယ်သူတို့များလွတ်လပ်နေလိုက်ကြတာအတောင်ပံလေးတွေကိုဖြန့်ချပြီးလိုရာခီးကိုလွတ်လွတ်လပ်လပ်သွားနိုင်ကြတယ်ငါမှတော့လောင်အိမ်ထဲကနေအတောင်ချိုးခံရတဲ့ငှက်တကောင်လိုဖြစ်နေရတယ်ဘယ်မှလည်းမသွားဘူးဘယ်သူမှလည်းမတွေ့ခွင့်မရနဲ့တကယ်လူဖြစ်ရှုံးနေရတယ်လို့ပါပဲဖြူလုံးလေးဒီမှာသမင်းကြိုက်နော်အခက်ကြဲကြဲခေါ်လိုက်တဲ့ကြောင့်လာသာဆောင်မှာမတက်ရရင်လှည့်ကြည့်လာတော့ကလေးမရဲ့မျက်နှာကိုကြည့်မိပြီးဒေါ်နဲ့မြတ်စိတ်မကောင်းဖြစ်ရလေတယ်သမင်းကြိုက်လာဖို့တိုင်းပဲတစ်လုံးနှလုံးလောက်သာစားပြီးကျိုင်းကိုပြန်ပြန်ပိတ်ထားတတ်တယ်။ခန်းထဲမှာပိတ်ခံထားရတာ2 ရက်နဲ့1 ညပဲရှိသေးတာတော့မျက်နှာလေးကတော်တော်ကိုခြောင်ကျသွားတယ်။ကလေးကိုကြည့်ပြီးကိုပါစိတ်ဆင်းရဲလာမိတာကြောင့်ကျိုင်းကိုခုံမမာပဲအမြန်တင်ပြီးခန်းထဲမှာထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်။အန်တီနဲ့မြတ်ဒေါ်နဲ့မြတ်ပြန်လဲကြည့်လိုက်တော့လုံးလုံးကသူ့စီတလန်းချင်းလာနေလေတယ်။သူမမျက်နှာလေးမကောင်းရှာတာကြောင့်ဒီတစ်ခါတော့အားပေးစကားပြောပြီးမှသွားမည်ဟုဆုံးဖြတ်လိုက်တယ်။အန်တီကိုတမီတစ်ခုလောက်မေးချင်တယ်။မေးလေလုံးလုံးရဲ့တမီဒီခန်းထဲမှာနေနဲ့တခါတလေကိုယ့်တစ်ခုလှုပ်ပြချင်စိတ်တွေဖြစ်လာတယ်။အဲ့ဒီစိတ်တွေကိုဘယ်လိုဖြတ်ရမလဲ။ဟိုလုံးလုံးရဲ့မဟုတ်တာတွေမကြံစီပါနဲ့။ဂျန်နဲ့မြတ်လည်းစာနာမိရကြောင်းလုံးလုံးရဲ့လက်ကလေးတွေကိုကန်ပြီးအားပေးနေမိတယ်။နေရောက်သားထိုင်ကုန်မှဝင်ထိုင်လိုက်ကြတော့ကလေးမမျက်ရည်ကျလာတယ်။သမီးရဲ့ဘဝကြီးကအသက်ရှင်နေရတာဘာအထိပ်ပဲမှမရှိတော့သလိုပဲသမီးတငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်းတွေ့ခွင့်မရှိဘူးအခန်းထဲဝင်လာသမျှအလုပ်သမားတွေကလည်းစကားတစ်ခုတောင်ပြောမသွားကြဘူးဒါထပ်ပိုဆိုးတာကို့ဖြူတောင်ပြန်မကောက်ွယ်ပေးနိုင်ဘူးသမီးတိတ်ဆိတ်ညစ်တာပဲကိုကြီးကသမီးကိုဘာလို့ဒီလိုချုံလောင်ထားရတာလဲလုံးလုံးအန်တီနဲ့မြတ်ပြောတာလေးကိုခဏလောက်နားထောင်ပေးနော်တကယ်တော့ဆရာသမီးကိုအယမ်းမြတ်လို့ဒီလိုအခန်းထဲမှာပိတ်ထားတာပါကွယ်မဖြစ်နိုင်ပါဘူးသူရန်ကုန်မသွားခင်ညအပြုတ်မှုတွေကိုကြည့်ရင်ဖြူလုံးကသူမကျင်တမ်းမှန်းသိတာပါတယ်မဟုတ်ဘူးနော်လုံးလုံးရဲ့မြင်မှာတော့ဆရာအဲ့ဒီလိုဖြစ်နေပေမဲ့
အန်ဒီတို့မြင်မှာတော့ဆရာသမီးလေးပေါ်မှာသူနဲ့မှမတူအောင်ဆက်ဆံတာအရန်သိတာလို့နဲ့ကိုလူထင်ပြောစကားရဆိုရင်သမီးတောင်ပေါ်ကနေပြုတ်ကြတဲ့နေရာဆရာမျက်နှာကြီးကလေငိုချတော့မဲ့အတိုင်းပဲတဲ့ညဘက်အထိသမီးလေးတတိမရတော့ချားလူတွေကိုသွားအိတ်ခံပြီးသူတယောက်တည်းမိဘဝင်မှာစောင့်ကြံနေခဲ့တာတဲ့သစိမ်းတယောက်ကိုဒီလောက်ထိစိတ်ပူပိတ်တတ်တဲ့မေတ္တာထားမှုမျိုးကမိဘညီကိုမောင်နှမအရင်တွေလောက်ပဲပြုမှုတတ်တာမျိုးပါကွယ်ဒါကိုကြည်ချင်းအဖြစ်သမီးပေါ်ထားတဲ့ဆရာရဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုမြင်ကြည့်နိုင်ပါတယ်အဒီနှင်းမြတ်ပြောမှာပဲဖြူလုံးတေချာစဉ်းစားကြည့်မိတယ်အဲ့ဒီညဖြူလုံးပိုက်စားတယ်ဆိုလို့သူကိုယ်တိုင်စွပ်ပြုတ်တောင်ချက်ချင်းလုပ်ပေးခဲ့သေးတယ်ဒါလည်းမကသေးပါဘူးပွဲစဉ်မှာရဟစီတော့ကလည်းဖြူလုံးပြုတ်ကြမှာဆိုလို့သူ့ခြေရန်အရှိကြီးတွေနဲ့ဖြူလုံးရဲ့ခြေထောက်တွေကိုညှက်ပေးထားခဲ့သေးတယ်အလုတ်ပင်မန်းနာအောင်ထိုင်လျက်ကြီးအိတ်ငိုက်ပြီးဖြူလုံးနဲ့အတူဇပွဲနဲ့အတူကြည့်ပေးခဲ့တယ်ငယ်ငယ်လေးတွေကနေအခုချိန်ဒီကိုကြီးဘက်ကနေပဲအနစ်နာခံပြီးကောင်းပေးခဲ့ဘူးတယ်ဖြူလုံးဘက်ကတော့တခါမှပြန်မတုတ်ပြန်ပေးခဲ့ဘူးတမီးမသွားပြီအန်တီကိုကြီးပေါ်ရန်ရန်ဆိုင်ဆိုင်ပြုတ်မှုပြောဆိုလိုက်မိတယ်အပေါ်ရဲ့အမြင်မှာတော့ဆရာဟာဒေါသကြီးတဲ့ကြမ်းတမ်းတယ်လို့မြင်နိုင်ပေမဲ့သူကအရန်သနာစရာကောင်းတာပါကွယ်ငယ်တည်းကမိဘမြတ်တာကိုငတ်မွတ်ခဲ့ရတယ်လို့ဖခင်ကိုပါဆုံးရှုံးလိုက်ရတော့သူမခံမရနိုင်ဖြစ်ပြီးအခုလိုပြန်ကလေးစားချေတယ်လို့ထင်တာပဲသမီးနားလည်ပေးလိုက်ပါနော်အရင်တော့သမီးလေးကိုဆရာဆူတယ်ဆိုတာကောင်းစေခြင်းလို့တော်စေခြင်းလို့ဆိုတာအန်တီကတော့အတက်ပြောနိုင်တယ်လုံးလုံးဟိုတစ်ခါပွဲစည်းကိုသွားတော့ဆိုရင်လေလောက်ကနေပြန်ရောက်တာနဲ့ချက်ချင်းပဲစိုးရင်ပြီးပွဲစည်းကိုလိုက်တာပဲကြည့်တော့အန်တီထင်တော့အခုအခန်းထဲမှာပိတ်ထားတာကလည်းသမီးလေးသူ့ကိုခွဲတော့မှဆိုလို့ထင်ပါတယ်ကွယ်ဒါနဲ့သမီးရဲ့ဖေရောအဖေကိုဘာလုပ်လိုက်သေးလဲလုံးလုံးရဲ့ကိုကန်တွေကလုံးလုံးရဲ့အဖေပဲဥစ္စာဆရာဘာလုပ်မှလဲကဲအန်တီလုပ်ဆရာလေးရှိလို့သွားတော့မယ်နော်လုံးလုံးလည်းထမင်းစားလိုက်အောင်နော်ဟုတ်ကဲ့အန်တီဒေါ်နေမြရဲ့စိတ်ထဲတွင်တော့ကိုကန်တွေကိုဆန်အိမ်ထဲကနေမောင်းထုတ်လိုက်ဖို့ဆရာရန်ကုန်ကနေဖုံးလန်းဆက်တာကိုတော့မပြောပြအောင်တတိထားရင်ဖြူလုံးကိုပြုံးပြလိုက်တယ်ဒီတစ်ခါတော့ဖြူလုံးလည်းပြုံးပြလိုက်မိလေတယ်ဖေဖေကိုဘာဒုက္ခမှမပေးဘူးဆိုတာနဲ့တင်စိတ်ထဲမှာစိုးရင်ပူပန်မှုတွေကတဝက်လောက်ရောကျသွားရပါပြီနောက်ထပ်စိုးရင်ပူပန်နေတာတစ်ခုကတော့ကိုကြီးပြန်လာရင်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာပဲအစားကတော့ဖြူလုံးကိုသူ့ဘက်ကလည်းပြန်ချစ်ပေးရင်ကောင်းမှာပဲလို့တွေးကြည့်ခဲ့ဘူးလေအခုတော့လူစိုးကြီးကလက်ထက်ခွက်မှာလာတောင်းနေတယ်လောတော့လေသူ့အပြင်မရှိပါလားဖြူလုံးက10တန်းတောင်မဖြစ်ရသေးဘူးပြောတော့10တန်းဖြစ်ပြီးမှပြောမယ်ဆိုပြီးတော့ဝတ္ထုလေးကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ဆက်လက်ပြီးကျမကိုယ်တိုင်ရေးသားထားတဲ့ဝတ္ထုကောင်းလေးများကိုဖတ်ရှုပေးသွားမှာမို့ DNA YouTube Channel လေးကို Like and Subscribe လုပ်ပေးထားကြပါအောင်နော်။အားလုံးပဲမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ကြပါစေရှင်။